ပဲမင်္ဂလာပါပညာဒါနအနေနဲ့ဒီလိုနှောင်းညက်ဖို့ဒီဇိုင်းလေးကိုလုပ်ပြပေးသွားပါမယ်ဒီလိုနှောင်းညက်ဖို့လေးလုပ်ဖို့အတွက်ဖဲရဲစလေးကိုတစ်လက်မခွဲသုံးမယ်အရှိကို10လက်မ2ခုညက်ပါမယ်ပြီးရင်အနားလေးတွေမဖောက်ကြအောင်လို့မြင်းမြိုက်ပါမယ်မြင်းမြိုက်ပြီးသားရင်အလေကောင်လေးကိုခောက်ပါမယ်ခောက်ပြီးသားရင်အရာထင်တဲ့နေရာလေးမှာတပည့်သိပ်ကိုကပ်ပါမယ်တပည့်သိပ်ကပ်ပြီးသားရင်တော့ဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်ကိုခောက်မယ်ပေါ့နော်ခောက်တဲ့နေရာမှာနှစ်ခုကိုထပ်ပြီးတော့မှခောက်ပါမယ်ခောက်ပြီးသားရင်လာရဲ့ဘက်အချမ်းပေါ့နော်ခောက်ရမရှိရဲ့ဘက်အချမ်းကိုအရင်ဆုံးခောက်မယ်ခောက်ပြီးသားရင်ကျန်တဲ့တစ်ဖက်ကိုခောက်ပါမယ်အခုအနေထားလေးခောက်ပြီးသွားပြီဆိုရင်အရှိကျိုးလေးနဲ့ခြိပါမယ်နောက်ထပ်10လက်မဖဲလေးကိုလည်းအလဲကောင်းခောက်ပါမယ်အရာလေးဖိပြီးတော့မှအဲ့နေရာလေးကိုခောက်မယ်ပေါ့နော်ခောက်ပြီးသွားရင်အချီချိုလေးနဲ့ပတ်မယ်ပြီးတော့ဖဲကို3လက်မညက်မယ်ပေါ့နော်ညက်ပြီးသွားရင်အပိုင်းတို့လေးညက်ပါမယ်အနားလေးတွေကိုမီးတိချမြိုက်ပါမယ်ညက်ပြီးသွားရင်ကောကတ်မယ်ပေါ့နော်ခုနကခောက်ထားတဲ့နှစ်ခုကိုကောလေးနဲ့ကတ်ပါမယ်ပြီးရင်တော့ကလစ်လေးကတ်ပါမယ်ကလေးလေးကိုကပ်ပြီးသွားရင်ခုနကညက်ထားတဲ့အပိုင်းတို့လေးနဲ့အလေကောင်ကိုပတ်မယ်ပေါ့နော်မင်းတင်တန်းလေးလည်းဖွင့်ထားရပေါ့နော်တင်တန်းစုံစမ်းခြင်းတဲ့သူလေးတွေက Facebook page နဲ့ TikTok မှာလာပြီးတော့စုံစမ်းလို့ရပါတယ်ဗီဒီယိုရဲ့နောက်ဆုံးမှလေးမှာမင်းပုံလေးနဲ့ပြတ်ထားပေးမယ်ပေါ့နော်အခုဆိုရင်တော့ကလေးပုံစံလေးကပြီးပါပြီနောက်ထပ်လည်းပညာသင်ဗီဒီယိုတွေဆက်လက်ပြီးသင်ပေးသွားမှာမို့လို့မိမိရဲ့ YouTube channel လေးကို subscribe လေးလုပ်ထားပေးပါနော်